အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ playlist channel ကနေပြီးတော့ဖုန်းနဲ့ပဲဆောက်လို့ရတယ်ဖုန်းနဲ့အောင်ဆောက်လို့ရတယ်ပေါ့နော်အကောင်းဆုံးမျိုးတည်ဆောက်ရေး game ဖြစ်တဲ့ဒီကိုတောင်းကိုမြန်မာလိုတင်ဆက်ပေးစားမှာဖြစ်ပါတယ်ခင်ဗျတုတ်တွေဆိုပြီးစိတ်ပြပန်းနေချိန်မှာကိုယ်ပိုင်ကဘာလေးတစ်ခုတည်ဆောက်ရေးနဲ့တန်းဖြေလို့ရမယ့် game နေမို့လို့အဆုံးထိကြည့်ရှုပေးပါဦးနော်ဒီကိုတောင်းဆိုတာကတော့ဒီမှာ pixel art ပုံစံနဲ့ဖန်တီးထားတဲ့အရာကိုသေးသေးချတဲ့ city building simulation တနည်းပြောရင်မျိုးဘက်တည်ဆောက်ရေး game တစ်ခုဖြစ်ပါတယ်ခင်ဗျာSimCity Classic Game ကိုသတိရစေမယ့်ခံစားချက်မျိုးကိုလည်းပေးစွမ်းနိုင်ပါတယ်။စီမံခန့်ခွဲမှုပြေဝဆိုရင်တော့လမ်းမကြီးတွေပေါ့နေမှာကပဲရေပိုက်လမ်းတွေတွေ့တာတက်စစ်တာပေးစဲုံနေစောက်တာနေနောက်ဆုံးအမိုက်တွေစွတ်ပစ်တဲ့အထိသိသိတဲ့အထိကိုယ်တိုင်စီမံခန့်ခွဲရမယ့်ဂိမ်းမျိုးဖြစ်ပါတယ်။ပြီးတော့အထက်မှာပါလိပါမယ်ဆိုဇုံခွဲကားတင်းတွေပါမယ်ဇုံခွဲကားတင်းတွေဆိုတာတော့ဒူနေရက်ကွက် residential စီးပွားရေးဇုံ commercial နဲ့စက်မှုဇုံ industry ရဲ့ဇုံတွေပေါ့နော်အဲ့ဒါမျိုးတွေကိုလူကြီးတိုးတက်မှုပေါ်မူတည်ပြီးတော့စနစ်ကြခွဲခြားရမှာဖြစ်ပါတယ်ခင်ဗျအရေးပေါ်ဝန်ဆောင်မှုနေမဲ့တော့မြို့ကြီးတာနဲ့မြတော့မီးလောင်တာတော့ခိုးမှုတွေcrime တွေနော်အဲ့ဒါမျိုးတွေရှိလာနိုင်ပါတယ်အဲ့တော့မိသက်စခန်းတွေရဲစခန်းတွေလည်းလိုအပ်တဲ့နေရာမှာဖြူဝါတက်ကြထားရှိရမယ်ပေါ့နော်အနည်းဝေးတွေရောဒါမျိုးကို location တွေရောကိုယ်တိုင်စီမံခန့်ခွဲရမှာဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့တို့ဒီသိန်းမှာအချိန်ဆုံးကပါလဲဆိုတော့လွတ်လပ်မှုပါကိုကမျိုးတော်ဝင်တယောက်ဖြစ်လာတဲ့အတွက်မြို့ရဲ့အခွန်လုံးသားတွေကစာချက်စင်မီကိုဆိုလာနဲ့ပေးမလားကြောင်မီးစင်းနဲ့ပေးမလားအဲ့ဒါမျိုးတွေဒီကိုယ်တိုင်ဆုံးဖြတ်ရမှာပါပြီးတော့မြန်မာနိုင်ငံအဓိကကျွန်တော်နာမည်ကြီးရွှေကုန်းခေအားတို့ရန်ကုန်မြို့အစာအုပ်တို့ကိုလည်း plug-in တွေထည့်ပြီးဆော့လို့ရတယ်ဒီ game ကအရန်ကျွန်တော်တို့ထူးခြားရပါတော့မြန်မာနိုင်ငံမှာနေတဲ့လူတွေတော့နောက်ပြီးတော့ရုပ်ဆဆောက်တဲ့တွေအတွက်အချမ်းပေးချင်တာတခုကတော့စက်မှုစုံပေါ့ industrial zone တွေတော့ကျွန်တော်လူနေရက်ခွက်နဲ့ဝေးမှာထားဖို့ပါပဲဗျအမှမဟုတ်ရင်တော့လူတွေကလေလူငယ်များလို့ဆိုပြီးမျိုးတွေကနေပြီးထွက်ပြေးရကြပါလိမ့်မယ်အဲ့ဒါတော့ဒီခေတ်လက်တွေ့ကြတဲ့အချက်တစ်ခုပေါ့ဟုတ်တဲ့အချက်တွေလည်းအများကြီးရှိပါတယ်ပေါ့ဒါမျိုး detail လေးကျွန်တော်စဉ်းစားပြီးတော့ဆော်ရတဲ့အတွက်ဉာဏ်ရည်ပွင့်မျိုးမှုပိုင်းမှာလည်းကျွန်တော် management ပိုင်းမှာလည်းကောင်းတဲ့ကူညီပေးနိုင်တဲ့ကျွန်တော်တို့ဒီ game တစ်ခုလို့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျာအဲ့အတွက်ကြောင့်ကျွန်တော်ချပြပေးတာပါဟုတ်ပြီးတော့အခန်းတက်မရှိတဲ့ plugin တွေနေတယ်ဆိုဒီ game ရဲ့အသက်ကတော့ plugin တွေပါပဲတကဘာလုံးမှာခံပြီးယူတီထွင်ထားတဲ့အစာအုပ်ဒီဇိုင်းပေါင်းစုံထောင်ချီပြီးတော့စိတ်ထက်သွင်းပြီးခိုးမျိုးပုံတပုံထူးချောင်းဘယ်လိုမှမတူအောင်လို့ကိုယ်စိတ်ကူးစိတ်တိုင်းနေပေါ့နော်ဒီဆောက်နိုင်တဲ့ game တစ်ခုဖြစ်ပါတယ်ခင်ဗျတချို့ Telegram channel တွေမှာတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစာအုပ်ကိုပြန်လည်မျှဝေတဲ့ artist တွေလည်းရှိရမလို့ကိုယ်ပိုင်စိတ်ချက်ဒီဆောက်နိုင်ပါတယ်ခင်ဗျာ